ကျုပ်ခမားကိုပဲယုံလိုက်တော့မယ်အကိုတော့ကျန်းဆိုင်ကသူ့ခမိန်ကျောင်းတော်နဲ့မရင်းနေတော့ကျောင်းသူ့အတွက်အိန္ဒိယတွင်သွားလာဖို့မလွယ်ပေလော့ရွှန်ချင်းယုံကြည်မှုရှိရှိပြောဆိုသည်ကိုကြားရင်ကျန်းရွှန်နှလုံးများအယောင်တောက်ပလာသည်အကယ်၍ယခုလိုသူ့ကိုလိုက်ပြမည့်တစ်စုံတစ်ယောက်ရှိနေပါကအလုရှုပ်ခံရမလိုတော့ပေထို့အပြင်သူကိုယ်တိုင်လည်းကျန်းရွှန်အားရိုက်နှက်လို၏ထိုကောင်ကသူ့အဘော့အစင်းမြင်စိတ်ဝင်တလင်းကြောင့်အနေငယ်အကျွေးတင်နေသည်မဟုတ်ပါလားထိုဒီမှာရဲနှဲငယ်ကြာသွားပြီဖြစ်သောကြောင့်အကျွေးတောင်းမှုအချိန်ကြာလာလေပြီငါကိုရမ်းကျင်ကျေးနေစရာမလိုဘူးလော့ရွှန်ချင်းကအရှိမဦးဆောင်သွားရင်ပြောလိုက်သည်သူရှိရှိလူငယ်လေးကြီးကျင့်ကြံခြင်းအစဉ်မှာတာမန်ဖြစ်တော်လဲဝင်ကဘာများခင်းခြင်းနှင့်အခြားလူများကိုအစဉ်ချိုးဖျက်အောင်လမ်းပြပေးရာတွင်သူမတူအောင်ထူးချွန်လာသည်သူနှင့်လော်မျိုးနွယ်အတွက်ပင်ထိုကဲ့သို့လူမျိုးနှင့်မိတ်ဆွေဖြစ်ထားခြင်းကအကျိုးများစွာဖြစ်ထွန်းစေ၏ထို့အပြင်သူရှိရှိလူငယ်လေး၏အကျဉ်းမှာလည်းသူကြိုက်နှင့်သူကြိုက်နှင့်တထေရတယ်ဟုဆိုတထေရတဲပင်အရှိမဦးဆောင်သွားရင်လော့ချန်ချင်းကဆက်သွယ်ရေးကြောက်စိမ့်ပြဖြင့်စာနှဲငယ်ပို့လိုက်သည်မိနစ်နှဲငယ်ကြာပြီးနောက်လော့ကျန်းရွှန်ဘက်အပြုံးဖြင့်လှည့်လာပြီးဒီကောင်ကအတွင်းစီးတဲ့ဒီကောင်ကကျောင်းတော်အတွင်းစီးတဲ့မှာမဟုတ်ဘူးပရောဟိတ်ခန်းမှာထဲမှာငါတို့အဲ့ကိုတွားကြတာပေါ့ပရောဟိတ်ခန်းမှာကျန်းရွှန်ကျမကြုံသွားသည်ဒါအဲ့နေရာကပရောဟိတ်အစည်းအရုံးရဲ့အဖွဲ့ခွဲလေမင်းဒီမတိုင်ခင်ခမားကိုပဲယုံလိုက်တော့မယ်အစင်းရှေ့ကျဲရှေ့ပွဲဝင်ကပါမင်းဒီမတိုင်ခင်ကျဲရှေ့ပွဲဝင်ကပါစာမပွဲဖြေဘူးတဲ့နေရာနဲ့အတူတူပဲလော့ရွှန်ချင်းကလွယ်ပြသည်လော့ရွှန်ပြောတာယုံကြည်မှုရှိရှိပြောဆိုသည်ကိုကြားရင်သူခမိန်ကျောင်းတော်ထဲမှာအယောင်တောက်ပလာသည်ပရောဟိတ်ယခုလိုသူခမိန်ကျောင်းတော်ထဲမှာပရောဟိတ်အစီအရုံးရဲ့အဖွဲ့ခွဲရှိတယ်လို့ဆိုလိုတာမလိုတော့ဘူးကျန်းရွှန်မျက်လုံးများထို့အပြင်သူကိုယ်တိုင်လည်းကျန်းရွှန်အားရိုက်နှက်လို့ရခင်တဲကဤလောက်ကန်ကြောင့်စိတ်ဝင်တလင်းကြောင့်အနေငယ်အကျွေးတင်နေသည်မဟုတ်ပါလားထိုဒီမှာရဲနှဲငယ်ကြာသွားပြီဖြစ်တော့ကြောင့်အကျွေးတောင်းမှုအချိန်ကြာလာတယ်အစိမ်းမြင့်လောက်ကန်ကိုဦးထဲမှာတစ်ခုဖြစ်ပြီးအစမ်းကျကိုရမ်းကျင်ကြီးနေစရာမလိုဘူးပရောဟိတ်များမှာထိုးဆန်းသောနီလန်းများအသုံးပြုပြီးအနာဂတ်လူငယ်လေးကျင့်ကြံခြင်းအနာဂတ်သူရှိရှိလူငယ်လေးကျင့်ကြံခြင်းအကြောင်းအရာအမှန်ဖြစ်တော်တယ်ဖြစ်လာမည်ဝင်ကဘာများခင်းခြင်းပတ်စနိုင်သည်ဝင်ကဘာများခင်းခြင်းနှင့်အခြားလူများထို့ကြောင့်အစဉ်ချိုးဖျက်အောင်ကောင်းမှုထို့ကြောင့်ကံကောင်းမှုတို့ကဆောင်ခြင်းကမကောင်းမှုတို့ကိုဖယ်ရှားနိုင်သူများဆိုလဲသူနှင့်လော်မျိုးနွယ်အတွက်ပင်ထိုကဲ့သို့လူတကိုးချင်းမိတ်ဆွေမျိုးနွယ်အများစုတကိုးချင်းမျိုးနွယ်အများစုတွင်အကြီးကဲဖြင့်တာဝန်ထမ်းဆောင်နေသောလူငယ်လေး၏အကျဉ်းတော်တော်များရှိပေသည်သူကြိုက်နှင့်အကိုင်များကအရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရတထေရတယ်ဟုဆိုတထေရအတဲပင်ဤတလျှောက်လုံးကျန်းရွှန်ကအရှိမလုံးဆောင်သွားသည့်ကောလာဟာလာများကိုသာကြားခဲ့ပြီးပရောဟိတ်တယောက်လုံးပြောရေးတယောက်မှမနေခဲ့ဘူးပဲစာအနေငယ်မိခဲ့သူသောလူမျိုးကသူ့ကိုကျောင်းတော်တွင်ကြားပြီးတော့အစီယုံဖွဲ့ခွဲရှိနေပြီထင်တာကျန်းရွှန်ဘက်အပြုံးဖြင့်လှည့်လာပြီးအမှန်ပဲဒီကောင်ကသူခမိန်ကျောင်းတော်ကိုဘယ်လိုနေရမင်းကသူခမိန်ကျောင်းတော်ကိုဘယ်လိုနေရထင်လို့လဲပရောဟိတ်ခံပါလေကြည့်ရတာကျန်းရွှန်တရားသွားကြတာပေါ့မင်းရဲ့နောက်ကျောင်းလေးတီးကိုကျန်းရွှန်ဟိတ်စီမှာသွားမင်းနေပုံပေါ့သွားမင်းနေပုံအဲ့နေရာကလောရှန်ချင်းကရေမောရင်တုံပြန်လာသည်စီယုံရဲ့အဖွဲခွဲလေလောရှန်ချင်းကျန်းရွှန်ဟာမင်းအစောလောရှန်ချင်းဒီမတိုင်ခင်သူခမိန်ကျောင်းသူခမိန်ဆန်းပါတယ်ကျဲရှေ့ပွဲဝင်ကပါမင်းဒီမတိုင်ခင်ထောက်လင်းကျဲရှေ့ပွဲဝင်ကပါစာမပွဲဖြေဘူးတဲ့နေရာနဲ့အတူတူပဲလောရှန်ချင်းကရှင်းပြသည်ခမ ्या ပြောတာသူခမိန်ကျောင်းတော်ထဲမှာသူကငါးနောက်ကျောင်းပရောဟိတ်ဒီကောင်ကသူခမိန်ကျောင်းတော်ထဲမှာပရောဟိတ်အစီအရုံးရဲ့အဖွဲ့ခွဲရှိတယ်လို့ဆိုလိုတာသွားမေးနေတာလားကျန်းရွှန်မျက်လုံးများသူဒီတိုင်းကြောင်းတောက်ပါလာလိုက်ပြီးစုံစမ်းလိုက်ရင်လည်းရနေတာရခင်တဲကဤလောက်ကန်ကြောင်းသူကြားခဲ့ဘူးယခုလိုသေးမှုအကိစ္စများထို့ဒီမှာတယောက်ထံကူညီတောင်းခြင်းမှာလုံးဝနေမရှိပဲအစင်းပြောရတယ်သူနောက်ထို့ဒီမှာအစင်းနဲ့လောက်ကန်ကိစ္စများသူကိုဖြစ်ပြီးအစမ်းကျဲတော့ဆိုလဲမသူနောက်ကြောင်းနဲ့ပတ်သက်သည့်ကိစ္စများပရောဟိတ်များမှာထိုးဆန်းသောနီလန်းများအသုံးပြုပြီးအနာဂတ်ကဲ့သို့အဆက်အသွယ်ပေါ်များသူတရားအတွက်နည်းနည်းပါဆုံးလိုက်ရုံနဲ့အကြောင်းအရာအနာဂတ်ဖြစ်လာမည်အကြောင်းအရာများကိုပတ်စနိုင်များ၏ရှေ့ပြဟောနိုင်စွမ်းတွင်ရှေ့ပြဟောနိုင်စွမ်းမှာလည်းကောင်းမှုတို့ကြောင့်ကံကောင်းမှုတို့ဟာဆောင်ခြင်းကမှားယွင်းနိုင်သည်ဖယ်ရှားနိုင်သူများဆိုလဲမမားပေ
တိကျသောတကိုးရှင်တိကျသောချက်လက်မျိုးတကိုးစင်မျိုးနဲ့အများစုပဲချက်လက်မျိုးရနိုင်ဖို့လုံးဝမဖြစ်နိုင်တာဝန်ထမ်းဆောင်နေသောကျမ်းမျိုးနွယ်ကတော်တော်များများကျမ်းမျိုးနွယ်ကအမြဲတမ်းဒီလိုပဲထိုလူများကအရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရာတွင်ကုညီပေးရန်အယူသီးလုံးနဲ့ဤတကြောင်ဤတရှေ့ဟောပြီးတော့ pro hate တွေနဲ့သူတို့လုံးကန်တဲ့ပတ်သက်ပြီးကောလာဟလများကိုဒါကြားခဲ့ဘူးလက်ရှိမျိုး pro hate တယောက်လုံးဒါသူတို့တယောက်မှမမြင်ခဲ့ဘူးပဲဒါသူကဲ့သို့သောလူမျိုးကဒုက္ခမင်းကျောင်းတော်တွင် pro hate တဲ့နေ့နဲ့စီယုံအဖွဲ့ခွဲရှိနေမှုထင်သားမြင် pro hate တွေအကုန်လုံးကိုကျမ်းမျိုးနွယ်စီဖိတ်ခေါ်ခဲ့သေးတယ် pro hate ဒုက္ခမင်းကျောင်းတော်ကိုဘလို့နေရမင်းကဒုက္ခမင်းကျောင်းတော်ကိုဘလို့နေရထင်လို့လဲကျမ်းမျိုးနွယ်ကဘာလို့ဒီလောက်များတယ်ကြည်ရတာကျမ်းရွှန်ကြည်ရတာကျမ်းရွှန်တရားဖိတ်ခေါ်ခဲ့တာလေမင်းရဲ့နောက်ကျောင်းနေတည်ဖို့ pro hate စီမှာသွားမေးနေပုံပေါ်တယ်သွားမေးနေပုံပဲပါမောက္ခကုံမြေရှိလောရှန်ချင်းကရေမောရင်တုံ့ပြန်လာသည်ကျမ်းမျိုးနွယ်ကြီးအစဉ်တန်းမှာလောရှန်ချင်းကျမ်းရွှန်ဟာပါရမီရှင်မျိုးသားလောရွှန်ရှင်ကျမ်းရွှန်တရားဒုက္ခမိန်ကြောင့်ဒုက္ခမိန်ခံပါတယ်ရှိနေသည်ကိုအချိန်လိုတို့သိနိုင်ပုံထောက်လင်းမြည်သည့်အတွက်ပရောဟိတ်များရဲ့ဒုက္ခမိန်ကြောင့်တော်တယ်တွင်သူဆက်သွယ်များမနေကြောင်းခံမှန်းလိုက်သည်များစွာအကူအညီလိုအပ်နေရသည်သူကငါးနောက်ကြောင့်သူကဒီကောင်ကကျုံနောက်ကြောင့်သိဖို့လောရွှန်ချင်းပရောဟိတ်တယောက်စီမှာသွားမေးနေတာလားသူဒီတိုင်းပရောဟိတ်ခံလိုက်ပြီးစုံစမ်းလိုက်ရင်လည်းရနေတာကိုခံမှာကျန်းရွှန်ကောင်ကရမ်းလိုက်သည်သူ့အမြင်အရယခုလိုသိမှုအကိစ္စများမှာအသိပညာခံပါတယ်တွင်တရှိသည်လုံးဝအတိတ်ပဲမရှိပဲထိုသည်ကအခြားသူနောက်အခြားစာမှုပွဲစစ်ဆေးရာအခြားစာမှုပွဲစစ်ဆေးသူနောက်ကြောင့်ပတ်သက်သည့်ကိစ္စများလို့မှတ်တမ်းတင်ထားပြီးသားအနေငယ်ရှေ့ဆက်လာအနေငယ်ရှေ့ကဲ့သို့ဆက်သွဲပေါ်များတဲ့တရားအတွက်သွားလို့တော့နေရာသို့ရောက်လာခဲ့သည်အကုန်သိနိုင်လေပြီပရောဟိတ်ခံမှာထို့အပြင်ပရောဟိတ်များ၏ရှေ့ဖြစ်ဟောနိုင်စွမ်းတွင်ရှေ့ဖြစ်ဟောနိုင်စွမ်းမှာလည်းအတိုင်းအတာတချို့ထိများဤမှားရွေးနိုင်သေး၏တခြားလောကများဤစာမေးပွဲစစ်ဆေးရာတိကျသောစာမေးပွဲစစ်ဆေးရာအချက်လက်မျိုးနေမီများနှင့်အလုံးကွာခြားသောအချက်လက်မျိုးရနိုင်ဖို့လုံးဝမဖြစ်နိုင်ပြီဒီအစာအုပ်ကျမ်းမျိုးနွယ်ကကျမ်းမျိုးနွယ်ကအမြဲတမ်းဒီလိုပဲရှေးဟောင်းဆန်သောအငွေသက်တို့အရန်အယူသီးလုံးနဲ့ပြီးတော့ရှေ့ဖြစ်ဟောပြီးတော့ pro hate တွေနဲ့သူတို့ရှေ့ဖြစ်ဟောလိုက်စမ်းကိုလည်းအရန်ယုံလိမ့်ခွန်တခုလက်ရှိမျိုးနဲ့တကယ်လို့ဒါသူတော်ထင်မှတ်ရခံတာထင်မှတ်ရဒါသူတော်ရင်ရှင်းမှန်ဆိုရင်အစာအုပ်မျက်နှာပြင်များအစာအုပ်မျက်နှာပြင်များထက်အစဉ်ကျဲကွဲကြောင်းများ pro hate တွေကိုလိမ့်ခွန်များလို့အခွဲကြောင်းများစွာရှိနေပြီးလောရှန်ချင်းကပြောနေရင်ထူးဆန်းသောမဖော်ပြနိုင်တော့အောင်ကျန်းမျိုးနဲ့ကဘာလို့ဒီလောက်များတယ်ဒါလို့ခံရရ pro hate တွေကိုဖိတ်ခေါ်ခဲ့တာလေကောင်းရင်စိတ်ဆန်းပင်အံ့အားသင့်သွား၏တကယ်တော့ပါမောက္ခကုန်းမြေရှိနံပါတ်1မျိုးကောင်းရင်ဖြစ်တည်နေကျမ်းမျိုးတွေအစဉ်တန်းမှာအလုံးတည်ရပြီးအစာအုပ်များကပါရမီရှင်မျိုးသက်ပေါင်းများစွာလေကဘာလောကကြီးလိုဝါချက်များဖွင့်လှစ်ပေးနေသလိုထိုကဲ့သို့သောမျိုးနွယ်တစ်ခုကမြည်သည့်အတွက်ပရောဟိတ်စာမေးပွဲစစ်ဆေးရာပရောဟိတ်ခံမရှိပရောဟိတ်ကမာ၏အစာအုပ်ကောင်များအကူအညီလိုအပ်နေသည်ဒီစာအုပ်ရဲ့စိတ်ထဲမှာဘာရှိနေလဲဘယ်သူသိပါလဲဂိတ်တကားမှာမူတင်းတင်းလော့ရှန်ချင်းပိတ်ထားသည်လော့ရှန်ချင်းတုံ့ပြန်ပါလားငါအရင်ကပရောဟိတ်လောက်ကန်ယူဖို့ဒီကိုလာဘူးသေးတယ်ပရောဟိတ်ခံမှာအသိပညာခံပါတယ်တွင်တည်ရှိသည်ထိုသည်ကအခြားစာမေးပွဲစစ်ဆေးရာအခြားစာမေးပွဲစစ်ဆေးရာနေမည်များလို့ပင်ဒါအနေငယ်ရှေ့ဆက်လာအနေငယ်ရှေ့ထွက်လာပြီးနောက်သွားလို့တော့နေရသူရောက်လာခဲ့ဒီလောက်ကင်ကတော်တော်လေးပရောဟိတ်ခံမှာအသိပညာခံမှာအတွင်တည်ရှိတော်လဲပရောဟိတ်လောက်ကင်များပုံမှန်အပြင်မှာမြင်နေကြပေါက်ကြားလောက်ကင်များဤစာမေးပွဲစစ်ဆေးရာမြေလူလဲနေရာစစ်ဆေးရာမဟုတ်ဘူးနေမြေများနဲ့အလုံးကွာခြားသည်ကော်ပါဒီလူတွေကဒီအစာအုပ်ကြီးကအလွန်အိုဟောင်းနေပြီးငွေကြေးပြားဒါမှမဟုတ်ရှေးဟောင်းဆန်သောငွေသက်တို့အနာဂတ်ကိုတွက်ချက်တာရှေးဟောင်းဆန်သောငွေသက်တို့ပြောထား၏ဒါပဲငါကိုယ်တိုင်တော့အတိတ်ပဲလိမ့်ခွန်တခုခံစားရဖြစ်နေတကယ်တော့လောရှန်ချင်းထင်မှတ်ရသည်အလုံးကန်တစ်ခုချင်းစီတိုင်းမှာအစာအုပ်မျက်နှာပြင်ပြထက်ဒီအကြောင်းပြချက်ရှိတယ်လိမ့်ခွန်များလို့အကွဲကြောင်းများစွာရှိနေပြီးအခုနှစ်ပေါင်းများစွာကြာလာတော့ပရောဟိတ်ခုမဖော်ပြနိုင်တော့ကိုထောက်ရင်စမ်းကျဲသူတို့ရဲ့တည်ရှိမှုကခံစားရည်သူတို့ရဲ့တည်ရှိမှုမှာတေချာပေါက်အဓိပ္ပာယ်ရှိသူတို့တည်ရှိမှုကတေချာပေါက်အဓိပ္ပာယ်ရှိမှာပဲကျန်းရွှန်တုံးပြန်လိုက်သည်အစာအုပ်တစ်ခုလုံးမှာကောင်းရင်စိတ်ဆန္ဒလွှမ်းခြုံအားကြီးသူသာစာသရရပြီးအသုံးမဝင်သူများကဘာလောကကြီးလိုအပ်ချက်များကိုယ်တိုင်မရက်တည်နိုင်သူတို့မှာအချိန်ကြာလာသည်နှင့်အမျှပ
ပရောဟိတ်စာမေးပွဲစစ်ဆေးရာပရောဟိတ်ခံမရှိပရောဟိတ်ခံမကြီးအစာဦးတကား ပရော များ ဟိ ကုန် တ် လုံး လောက် မှာ ကိုင်းယခု ပွင့်နေပြီ ပရောဟိတ်လောက်ကိုင်း အစာဦးတကား အ ကုန် ချိန် လုံး ပေါင်း မှာ များ ပွ စွာ င့်နေ ကြာ တော့ သည့် လေ တိုင်တည်ရှိနေ ဂိတ်တ ပြီး ကားမှာ ထောက် မူတင်းတင်းကြပ်ကြပ်ပိတ်ထားသည် ထို ဒါက Pro-Hit ထိုဒီ ခံပါ မှာ လား ထိုဒီမှာမြင်ရတော့မရိုးရှင်းဟုညွှန်ပြနေသည် ပရောဟိတ်အလောက်ကန်ရှူ မင်းစကားပြောတာ လာ ငါညမအ လာ တိုင်း ဘူး ပဲ သေးတယ် နောက်ဆုံးတစ်ခါမှသူနဲ့ဒီကြောင်ပြောတော့က ဒါမဲ့ လေ ဒါပေမဲ့ အခုလိုမျိုး လေးလာ ငါ့ ပြီး ကို တော့ ပြန်ပြောခဲ့တာလောရွှန်ချင်းကကျန်းရွှန်ဟာမင်းမျိုးစွာကြည်လိုက်သည် မဲ့သဘောပေါက်လိုက်တယ်လी မင်းသမီးလေးနဲ့ ဒါကြောင့်ပဲ အတွေးတူမျိုးရှိတာကျုပ်အတွက်ဂုံယူအတွေးတူမျိုးရှိတာကျုပ်အတွက်ဂုံယူစရာပါ ပြောရရင်ဒီလောက်ကန် ကျန်းရွှန်ကရေမောလေးရတာမင်းငါ့ကိုမြောက်ပင်မှုစူးစမ်းနေနဲ့လောရွှန်ချင်းကကျန်းရွှန်အားကြည်ပြီးနောက်ဆက်ပြော ပရောဟိတ်တွေကငါတို့ပုံမှန် မင်း ပြင် ပေါ် မှာ မြင် မြင် ကောင်း နေကြ ရှိ ပေါက် လို့ ပြဟောကိန်း ငါ ရှောက်ထုတ် ငါ နေတဲ့ မင်းကိုညီကိုတယောက်လိုခင်လို့အကြံပေးလိုက်ဘူးငါညမနဲ့ပတ်သက် သူ ပြီး တို့က ဘာ ကော့ပါ မကောင်းတဲ့အတွေ့အကြုံ ဒီလူတွေက ဝင်နေနဲ့ ကြေး မင်းရဲ့ခွန် ငွေကြေးပြားဒါ မ မှ င်း မ ရဲ့ ဟုတ် ခွန်အားက လိတ်ခွန်ကိုတုံးပြီးတော့ သူ အနာကတ်ကို မင်းရဲ့ တစ်ချက် ခွန် တာ အားကသူ့မျက်လုံးထဲမှာ ပြောတာ ဘာမှ ပြော မ တာ ဟုတ် ဒါပဲ ပြီးတော့ ငါ ဒု ကို တိ ယ် ယ တိုင်တော့ ချက် အတိတ် မင်းတို့အပြင်လူတယောက်က ခံစားနေရတော့ ကျန်းမျိုးနွယ်နဲ့လော်မျိုးနွယ် ရှန် ရှေ့ ချင်းပြောရကောင်းခါရန်လိုက် ကျန်းမျိုးနွယ်ရဲ့လော်မျိုးနွယ် အ ရဲ့ လုံး ဆ စုံ န္ဒ တစ်ခု ကို ချင်းစီတိုင်း ဘယ်လိုစန့်ကျင်နိုင်ပါလဲ ရတယ် ကြားရတာတော့ အကြောင်းပြချက်ရှိတယ် မင်းသူ့ ပရောဟိတ်လောက်ကန် မင်းသူ့မင်း နှစ်ပေါင်းများစွာကြာတာ ကြိုက် ပရောဟိတ်အခုလောက်ကန်အခု ဒါပေမဲ့မင်းငါးညမကိုသူတို့ရဲ့တည်ရှိမှုကသူတို့ရဲ့တည်ရှိမှုမှာမင်းတို့ညတေချာပေါက်အဓိပ္ပာယ်ရှိသူတို့တည်ရှိမှုကတေချာပေါက်အဓိပ္ပာယ်ရှိမှာပဲကျန်းရွှန်တုံးပြန်